فليتفضل مشكورا. السلام عليكم. ဒီနေ့26ရက်10လ2025ခုနှစ်အများပြည်သူတည်ရှိစေရန်အတိပေးနှိုးဆော်ခြင်းနံပါတ်1ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် ARSA အဖွဲ့ဖွဲ့စည်းရခြင်း၏ဒီရချက်မှာအာရကန်ပြည်နယ်အတွင်းမိသေးနေထိုင်လက်ရှိသောရိုဟင်ဂျာလူမျိုးများရခိုင်လူမျိုးများမြူလူမျိုးများဒိုင်းနလူမျိုးများစမောလူမျိုးများမရမလူမျိုးများဟေနူလူမျိုးများစာတိလူမျိုးများအားလုံးလွတ်လပ်ပြီးတရားမျှတမှုရရှိစေငြိမ်းချမ်းစွာအတူရှင်သွဲလက်သွဲနေထိုင်နိုင်ရေး၎င်းတို့အားလုံး၏အိုးအိမ်စည်းစိမ်များကိုကာကွယ်ရန်ဖြစ်ပါတယ်မိမိတို့ ARSA နဲ့ AA တို့အကြားမကြာခဏတိုက်ပွဲများဖြစ်ပွားပြီးAA အကြမ်းဖက်တောင်းကျသူများကြာဆုံးခဲ့တော့လေ၎င်းတို့၏တပ်ဖွဲ့ဝင်များကြာဆုံးခြင်းမဟုတ်ဘဲအယတာပြည်သူများသာကြာဆုံးခြင်းဒဏ်ရာရခြင်းလိမ်လည်၍မကြာခဏဝါဒဖြန့်ရှုတ်ချကန့်ကွက်ကြေညာချက်အသီးသီးထုတ်ပြန်လက်ရှိသည်ကိုသိရှိရပါတယ်နံပါတ်2အယတာပြည်သူအားရခင်ကလည်းမိသည့်အခါမှဖမ်းဆီးတပ်ဖြတ်ခြင်းနှိပ်စက်ခြင်းမရှိခဲ့သောနောက်တွင်လည်းအယတာပြည်သူများအားဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းများပြုလုပ်မည်မဟုတ်ပါကြောင်းကတိပြုလိုပါတယ်ARSA တည်ရှိရာတောတာအတွင်းသို့ပါဝဲခြင်းအနည်းတွင်အယတာပြည်သူများအနေဖြင့်စိုးရိမ်မှုကင်းမဲ့စွာဖြင့်လွတ်လပ်စွာခရီးသွားလာနိုင်ရေးအတွက်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့်အစိုးရအကြမ်းဖက်ရရှိရာနေရာများနှင့်အနီးပတ်ဝန်းကျင်တွင်အယတာပြည်သူများခရီးသွားလာလိုလေအထူးတတိပြုဂရုစိုက်သွားလာရန်ထလောင်အတိပေးနှိုးဆော်အပ်ပါသည်နံပါတ်3ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်၏အမိပြတ်စေရည်ရွေ၍အိန္ဒိယနိုင်ငံနီပေါနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှခိုးဝင်လာသော